Okay, အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့90နော်191ချိန်နဲ့တော့အဆင်ပြေသွားပြီပရိသမားတွေအဆင်မပြေဘူးကီးကလည်းမနက်က2-3ည2ဆိုပြီးခွေထွက်သွားတယ်နော်ဒီမှာဆိုလဲဒါတင်ကွက်ထိတယ်90ဆိုတဲ့တင်ကွက်နော်ကဲပရိသမားတွေအဆင်မပြေတာအဲ့ဘရိတ်ပဲပြန်ပြီးတော့ပေးမယ်1458ဘရိတ်131ချိန်ကီးကနေတိုင်းမဖောက်တန်းပေးတဲ့ကီး1368ကီးဒီ1ချိန်ဒီ break ကိုကတ်လို့ဒီတင်ကွက်ဖြစ်လာတယ်ကဲ break ကတော့ဟိုနေ့ကပေးခဲ့တဲ့အတိုင်းမနက်ညီကိုညနေညီကိုဖြစ်ပြီးဆိုရင်3ရက်အတွင်း1458 break လိုက်တယ်အခု4ရက်ထိပေါ်မလားမနက်ပြန်ဆို5ရက်မြောက်နော်မနက်ပြန်ဆို5ရက်မြောက်အဲဒီကတစ်လုံးဆင်းလိုက်မယ်ကဲနောက်131ချိန်ဒီမှာမနက်3ထိပ်နောက်နေ့မနက်ကို3ထိပ်ဆောင်းကနန်းကတူတယ်ဆောင်းကနန်းတူတဲ့အတွက်3တူတဲ့အတွက်3ရဲ့ time power ကို1က3.1ချိန်3ရက်အတွင်းလိုက်တယ်အခု9ရက်ထိပေါ်မလားမနက်ဖြန်ဆို6ရက်မြောက်တကယ်လို့သာ4ထိပ်ဆောင်းတူထားတယ်ဆိုရင်4ရဲ့ time power ခွန်4ခွန်1ချိန်3ရက်အတွင်းเนาะဒါသူ့ရဲ့မူဆိုင်ဆိုတော့အခုက3ထိပ်ဆိုတော့3ရက် time power 1အချိန်3ရက်အတွင်း9ရက်ထိပေါ်မလာမနက်ပြန်ဆို6ရက်မြောက်သူတလုံးစင်းကိုဆင်းလိုက်မယ်အဲ့တော့ပတိသမားတွေအဲ့ဒါပဲကိုင်ပရိသမားတွေဒါပဲကိုင်တော့ဒီတင်ပုတ်ကိုတော့အဓိကမထားနဲ့ပေါ့ဟွာဖွဲ့ဝင်ကိုအခွေပေးထားတယ်နော်ဒုတိယမြောက်အခွေပေးထားတယ်အဲ့ဒီအခွေကဟိုပါပေါ့တော့ကြာဆိုင်2ဆိုင်ပေါ့နော်မူ2ဆိုင်ကိုပေါင်းပြီးတော့အဲ့ဒီအခွေကိုပေးထားတာမနက်ဖြန်ကိုသူထွက်လိမ့်မယ်နော်မနက်ဖြန်အဲ့ဒါကိုပဲဆက်ကသူကအကွက်နေတယ်နောက်ကဆက်သွယ်မယ်ဆိုရင်9561ခွန်3844အဲ့ဒါနဲ့ပဲ KB WB Fiber 3မျိုးဖွင့်ထားတယ်ကဲအဲဆိုအားလုံးပဲတတ်တာပါဗျာ